စားမြင်စွဲအမြဲတမ်းအသည့်အနေထားရရှိပြီးလက်ဦးမှုရယူနိုင်ခြင်းတပ်ဖွဲ့ဝင်စစ်သည်များသည်စီမင်းစည်းကမ်းများကိုတိကျစွာလိုက်နာပြီးပေးရသောအမိန့်ဟုသမျှကိုတသက်ဝေမတိတ်လေးစားလိုက်နာသည့်အခါတရင်တပ်ဖွဲ့တွင်အကျိုးတရားနှမျိုးဖြစ်ပေါ်လာသည်ပထမအကျိုးတရားမှာတရင်တပ်ဖွဲ့သည်တတိတရားကြီးမားသောတရင်တပ်ဖွဲ့အဖြစ်သို့ရောက်ရှိလာသည်တတိတရားကြီးမားနေမှုကြောင့်အရာရာမှန်သမျှကိုမိမိတို့ကသာလက်ဦးမှုရယူပြီးအောင်မြင်စွာကင်တွယ်ဖြည့်ရှင်းဆောင်ရွက်နိုင်သည်စီမင်းစည်းကမ်းအမိန့်စသည်တို့သည်တပ်ဖွဲ့ဝင်စစ်သည်များလိုက်နာရမည်တတိတရားများပင်ဖြစ်သည်စီမင်းစည်းကမ်းအမိန့်စသည်တို့ကိုထုတ်ပြန်ခြင်းသည်တပ်ဖွဲ့ဝင်စစ်သည်များအတွက်လိုအပ်သောတတိတရားများကိုထုတ်ပြန်ပေးနေခြင်းဖြစ်သည်စီမင်းစည်းကမ်းအမိန့်များနှင့်အညီတသက်ဝေမတိတ်နေထိုင်ခြင်းသည်တတိတရားဖြင့်နေထိုင်နေခြင်းသဘောဖြစ်သည်တတိတရားထဲတွင်အတိတရားများတူမိထားသည်တတိတရားဖြင့်နေထိုင်ခြင်းသည်တနည်းအားဖြင့်အတိတရားများဖြင့်နေထိုင်ခြင်းဖြစ်သည်တတိတရားကင်းလွတ်စွာဖြင့်နေထိုင်ခြင်းသည်အတိတရားကင်းလွတ်စွာဖြင့်နေထိုင်ခြင်းသဘောဖြစ်သည်အတိတရားများဖြင့်အစဉ်နေထိုင်သည့်အခါအကျိုးတရား၃မျိုးကိုတပ်ဖွဲ့ဝင်စစ်သည်များအနေဖြင့်ခံစားရသည်ပထမအကျိုးတရားမှာမိမိ၏ပြစ္ဆုတ်ပံအခြေအနေအရရက်ကိုပြည့်စုံမှန်ကန်စွာသိရှိသည်ဒုတိယအကျိုးတရားမှာပြစ္ဆုတ်ပံကိုမှန်ကန်စွာသိရှိနေမှုကြောင့်အနာဂတ်ကာလတွင်ဖြစ်ပေါ်လာမည့်အခြေအနေဆိုသို့မဟုတ်အခြေအနေကောင်းများကိုကြိုတင်သိမြင်သည်တတိယအကျိုးတရားမှာဤသို့ကြိုတင်သိမြင်နေမှုကြောင့်လိုအပ်သည့်ပြင်ဆင်မှုများကိုပြုလုပ်ပြီးအသည့်အနေထားတွင်ကြိုတင်ရပ်တည်ထားနိုင်သည်ဤသို့အသည့်အနေထားတွင်ကြိုတင်ရပ်တည်ထားနိုင်မှုကြောင့်လောကကြီး၏အရာရာမှန်သမျှကိုလက်ဦးမှုရယူကာအချိန်မီဖြည့်ရှင်းဆောင်ရွက်နိုင်သည်ထို့ကြောင့်တရင်တပ်ဖွဲ့၏စစ်သည်များအနေဖြင့်စီကံသေးဝပြီးအမိန့်နာခံမှုမြင်မာနေကြပါကတရင်တပ်ဖွဲ့တစ်ခုလုံးအနေဖြင့်အမြဲတမ်းအသည့်အနေထားတွင်ရှိပြီးအခက်အခဲနှင့်အန္တရာယ်ဟုသမျှကိုလက်ဦးမှုရယူကာဖြည့်ရှင်းနိုင်သည်ညတာဝန်များကိုဆုံးရှုံးမှုအ ਨੇ ဆုံးအောင်မြင်မှုအများဆုံးဖြင့်ဆောင်ရွက်နိုင်ခြင်းတပ်ဖွဲ့ဝင်စစ်သည်များသည်စီမင်းစည်းကမ်းများကိုတိကျစွာလိုက်နာပြီးပေးရသောအမိန့်ဟုသမျှကိုတသက်ဝေမတိတ်လေးစားလိုက်နာသည့်အခါတပ်ဖွဲ့ဝင်စစ်သည်များတွင်အကျိုးတရား၃မျိုးဖြစ်ပေါ်လာသည်ပထမအကျိုးတရားများမှာလုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင်ဆောင်ရန်အချက်များနှင့်ရှောင်ရန်အချက်များကိုမှန်ကန်စွာခွဲခြားသိမြင်လာသည်ဒုတိယအကျိုးတရားမှာတဘာဝကြပြီးကြောင်ကျိုးစီလျော်သည့်မှန်ကန်သည့်အသည့်အမြင်များကိုပိုင်ဆိုင်လာသည်တတိယအကျိုးတရားမှာအချိန်တိုင်းသတိနှင့်အသည့်တရားတို့ဖြင့်မိမိတို့၏စိတ်ကိုထိန်းထားနိုင်သည်ဤအကျိုးတရား၃မျိုးကြောင့်လုပ်ငန်းတာဝန်များကိုဆောင်ရွက်ရာတွင်မှားယွင်းမှုအ ਨੇ ဆုံးနှင့်မှန်ကန်မှုအများဆုံးဖြင့်ဆောင်ရွက်နိုင်သည်ထိခိုက်ဆုံးရှုံးမှုအ ਨੇ ဆုံးအောင်မြင်မှုအများဆုံးဖြင့်ဆောင်ရွက်နိုင်သည်အသည့်တတိဟုသောအလင်းရောင်နှင့်အတူနေထိုင်မှုကြောင့်လမ်းမကိုရှောင်ရှားပြီးလမ်းမှန်အတိုင်းရှောက်လန်းကမျှော်မှန်းထားသည့်ရည်မှန်းချက်ပန်းတိုင်ဟုသမျှကိုရှောက်လန်းနိုင်သည်စီကံသေးဝတ်ပြီးအမိန့်နာခံမှုမြင့်မားခြင်းသည်လုပ်ငန်းပိုင်းဆိုင်ရာအောင်မြင်မှုများဟုသာမကဘဲအခြားသောအောင်မြင်မှုအမျိုးမျိုးကိုလည်းစုခူးရရှိနိုင်သည်ဇယား43စီကံလိုက်နာမှုအမိန့်နာခံမှုမြင့်မားခြင်း၏အကျိုးတရားများကာကြီးတက်တွင်းဆက်ဆံရေးအခြေအနေမြင့်မားလာခြင်းခါခွေတရင်တပ်ဖွဲ့၏ယာထားချက်ရည်မှန်းချက်များအောင်မြင်ခြင်းကာငယ်တပ်ဖွဲ့ဝင်များ၏ယုံကြည်ချက်ခံယူချက်များတူညီလာခြင်းကာကြီးတပ်ဖွဲ့ဝင်စစ်သည်များ၏စိတ်ဓာတ်ပိုမိုကြံ့ခိုင်လာခြင်းငယုံကြည်မှုနှင့်တိုက်ပွဲဝင်လိုစိတ်မြင့်မားလာခြင်းစလုံးစစ်သည်တဦးချင်းနှင့်တရင်တပ်ဖွဲ့တစ်ခုလုံးစွမ်းရည်မြင့်မားလာခြင်းစလိစစ်သည်တဦးချင်းနှင့်တရင်တပ်ဖွဲ့တစ်ခုလုံးဂုဏ်သတင်းကြော်ကြားလာခြင်းစားခွေတရင်တပ်ဖွဲ့အင်အားပိုမိုကြံ့ခိုင်တောင့်တင်းလာခြင်းစားမြင်စွဲအမြဲတမ်းအသည့်အနေထားရရှိပြီးလက်ဦးမှုရယူနိုင်ခြင်းညတာဝန်များကိုဆုံးရှုံးမှုအ ਨੇ ဆုံးအောင်မြင်မှုအများဆုံးဖြင့်ဆောင်ရွက်နိုင်ခြင်းစီကံလိုက်နာမှုအမိန့်နာခံမှုကိုမြင့်မားစေမည့်နည်းလမ်းများ6တရင်တပ်ဖွဲ့ရှိတပ်ဖွဲ့ဝင်စစ်သည်များအားလုံးစီကံလိုက်နာမှုနှင့်အမိန့်နာခံမှုမြင့်မားလာစေရန်အောက်ဖော်ပြပါနည်းလမ်းများကိုအသုံးပြု၍မြင့်တင်နိုင်သည်ကာကြီးအစင်းမြင့်ခေါင်းဆောင်မှုဖြင့်မြင့်တင်ခြင်းအစင်းမြင့်ခေါင်းဆောင်မှုကိုကျင့်သုံးခြင်းဖြင့်တပ်ဖွဲ့ဝင်ပုဂ္ဂိုလ်များအားလုံး၏စီကံလိုက်နာမှုနှင့်အမိန့်နာခံမှုအဆင့်အတန်းကိုမြင့်တင်နိုင်သည်အဘဲကြောင့်ဆိုသောခေါင်းဆောင်မှုအမျိုးအစားနှင့်စီကံလိုက်နာမှုအမိန့်နာခံမှုအဆင့်တန်းတို့သည်ဆက်စပ်မှုရှိသောကြောင့်ဖြစ်သည်ခေါင်းဆောင်မှုသည်အစင်းမြင့်ခေါင်းဆောင်မှုမျိုးဖြစ်ပါကတပ်ဖွဲ့များ၏စီကံလိုက်နာမှုနှင့်အမိန့်နာခံမှုအဆင့်တန်းသည်မြင့်မားသည်အစင်းမြင့်ခေါင်းဆောင်မှုဆိုသည်မှာခေါင်းဆောင်သည်စစ်ရေးစွမ်းရည်အုပ်ချုပ်ရေးစွမ်းရည်စီယုံရေးစွမ်းရည်စသည့်စွမ်းရည်၃ရပ်နှင့်ပြည့်စုံသည်အစင်းမြင့်တည်ကြည်ရိုးသားမှုရှိပြီးတ
တော်တဲ့ဖြောင့်မတ်မှန်ကန်စွာနေထိုင်သည်မိမိကိုယ်တိုင်စံနမူနာပြအဖြစ်စီကံဟုသမျှကိုတိကျစွာလိုက်နာပြီးအမိန့်ဟုသမျှကိုတသက်ဝိမတိတ်နာခံဆောင်ရွက်ပြသည်ခေါင်းဆောင်ကိုယ်တိုင်ကစံနမူနာပြပုဂ္ဂိုလ်ဖြစ်ယက်တီပြနေရကြောင်းတပ်ဖွဲ့ဝင်စစ်သည်များကခေါင်းဆောင်ကိုစံနမူနာယူပြီးစီကံဟုသမျှကိုတိကျစွာလိုက်နာပြီးပေးရသောအမိန့်များကိုတသက်ဝိမတိတ်နာခံဆောင်ရွက်ကြသည်သို့သောခေါင်းဆောင်မှုအစိမ့်နှိပ်ပါကတပ်ဖွဲ့ဝင်စစ်သည်များ၏စီကံလိုက်နာမှုနှင့်အမိန့်နာခံမှုအစဉ်အတန်းသည့်နေကြ၍နေမည်အစဉ်နှိပ်ခေါင်းဆောင်မှုဆိုသည်မှာခေါင်းဆောင်သည်စစ်ရေးစွမ်းရည်အုပ်ချုပ်ရေးစွမ်းရည်စီယုံရေးစွမ်းရည်စသည့်စွမ်းရည်များနေကြ၍နေသည်စောင့်စည်းရမည့်တစ္ဆာတရားများကိုစောင့်စည်းခြင်းမရှိထို့အတူထိမ့်သိမ်းရမည့်ကျင့်ဝတ်သိက္ခာများကိုထိမ့်သိမ်းခြင်းမရှိထို့ပြင်မိမိကိုယ်တိုင်ကစံနမူနာပြဖြင့်စီကံများကိုဖောက်ဖျက်ကျူးလွန်သည်အမိန့်များကိုလည်းတသက်ဝိမတိတ်နာခံမှုမရှိထို့ကြောင့်ငယ်သားများကခေါင်းဆောင်ကိုစံနမူနာယူပြီးစီကံများကိုဖောက်ဖျက်ကျူးလွန်သည်အထက်အမိန့်များကိုလည်းတသက်ဝိမတိတ်နာခံဆောင်ရွက်ခြင်းမရှိကြချေထို့ကြောင့်အစင်းမြင့်ခေါင်းဆောင်မှုမျိုးကသာတပ်ဖွဲ့ဝင်စစ်သည်များ၏စီကံလိုက်နာမှုနှင့်အမိန့်နာခံမှုအဆင့်အတန်းကိုမြင့်တင်ပေးနိုင်သည်ခေါင်းဆောင်သည်အစင်းမြင့်ခေါင်းဆောင်မှုကိုကျင့်သုံးနိုင်လေလက်အောက်ငယ်သာတပ်ဖွဲ့ဝင်စစ်သည်များ၏စီကံလိုက်နာမှုနှင့်အဆင့်အတန်းကိုမြင့်တင်နိုင်လေဖြစ်သည်ခါခွေကောင်းမွန်သောအုပ်ချုပ်ရေးစနစ်ဖြင့်မြင့်တင်ခြင်းကောင်းမွန်သောတရင်အုပ်ချုပ်ရေးစနစ်ကိုကျင့်သုံးခြင်းဖြင့်တပ်ဖွဲ့ဝင်ပုဂ္ဂိုလ်များအားလုံး၏စီကံလိုက်နာမှုနှင့်အမိန့်နာခံမှုအဆင့်အတန်းကိုမြင့်တင်နိုင်သည်အဘဲကြောင့်ဆိုသောတရင်အုပ်ချုပ်ရေးစနစ်အမျိုးအစားနှင့်စစ်သည်များ၏စီကံလိုက်နာမှုအမိန့်နာခံမှုအဆင့်အတန်းတို့သည်ဆက်စပ်မှုရှိသောကြောင့်ဖြစ်သည်တပ်တွင်းအုပ်ချုပ်ရေးစနစ်သည်တရားမျှတပြီးကောင်းမွန်သောအုပ်ချုပ်ရေးစနစ်ဖြစ်ပါကတပ်ဖွဲ့ဝင်စစ်သည်များ၏စီကံလိုက်နာမှုနှင့်အမိန့်နာခံမှုအဆင့်အတန်းသည်မြင့်မားသည်တရားမျှတပြီးကောင်းမွန်သောတပ်တွင်းအုပ်ချုပ်ရေးစနစ်ဆိုသည်မှာအချက်9ချက်နှင့်ညီညွတ်ရမည်ပထမညီညွတ်ရမည့်အချက်မှာတရင်တပ်ဖွဲ့၏မူဝါဒစီမင်းစည်းကမ်းအမိန့်ညွှန်ကြားချက်များသည်တပ်ဖွဲ့ဝင်ပုဂ္ဂိုလ်များအားလုံးအပေါ်ညီတူညီမျှစွာအကျိုးသက်ရောက်မှုရှိသည်ဒုတိယမှာတပ်ဖွဲ့ဝင်ပုဂ္ဂိုလ်များအားလုံးသည်မိမိတို့၏အခမ်းကဏ္ဍတာဝန်နှင့်အဆင့်အလိုက်ထိုက်တန်စွာအတိအမှတ်ပြုလေးစားတန်ဖိုးထားခြင်းကိုခံရသည်တတိယမှာတပ်ဖွဲ့ဝင်ပုဂ္ဂိုလ်များအားလုံးသည်မိမိတို့စိုက်ထုတ်သုံးစွဲသောကာယညာနာဝဓိယစွမ်းအားအလိုက်ထိုက်တန်စွာအတိအမှတ်ပြုဂုဏ်ပြုချီးကျူးခြင်းကိုခံရသည်စတုတ္ထမှာတရင်တပ်ဖွဲ့၏မူဝါဒစီမင်းစည်းကမ်းအမိန့်ညွှန်ကြားချက်များကိုဖောက်ဖျက်ကျူးလွန်ပါကမည်သည့်တပ်ဖွဲ့ဝင်မဆိုထိုက်တန်သောအရေးယူအပြစ်ပေးခြင်းခံရသည်ပြင်စမမှာတပ်ဖွဲ့ဝင်စစ်သည်များတွင်အခါအားလျော်စွာအကြောင်းမျိုးမျိုးကြောင့်ဖြစ်ပေါ်လာသောခံစားချက်ဝေခွဲမရဖြစ်မှုတန်ရာဖြစ်မှုမကြေလည်မှုစသည်တို့ကိုအထက်အကြီးအကဲများထံတင်ပြရှင်းလင်းပိုင်ခွင့်ကိုပေးထားသည်စက်တဘာမှာတပ်ဖွဲ့ဝင်ပုဂ္ဂိုလ်များအားလုံး၏လူမှုရေးဆိုင်ရာလိုအပ်ချက်အမျိုးမျိုးကိုတပ်တွင်းတပ်သားချောင်းချီရေးဆိုင်ရာအစီအမံအမျိုးမျိုးဖြင့်ထိရောက်စွာဖြည့်ဆည်းပေးသည်တတမမှာစီကံသည်တမတော်၏ကြောယိုစီကံလိုက်နာဘေးကင်းကွာဟုသောအတွေ့အခေါ်အယူဆများဖြစ်ပေါ်ဆွေးမြဲနေစေရန်အတွက်တပ်တွင်းဆွေးနွေးပွဲများအသိပညာပေးသင်တန်းများကိုစဉ်ဆက်မပြတ်ဖွင့်လှစ်ပေးသည်ဤအချက်9ချက်နှင့်ပြည့်စုံမှသာတပ်တွင်းအုပ်ချုပ်ရေးစနစ်သည်တရားမျှတပြီးကောင်းမွန်ထိရောက်မှုရှိမည်ဤကဲ့သို့တရားမျှတမှုရှိပြီးကောင်းမွန်ထိရောက်သောတပ်တွင်းအုပ်ချုပ်ရေးစနစ်ကိုကျင့်သုံးနေမှုကြောင့်တပ်ဖွဲ့ဝင်စစ်သည်များအားလုံးတွင်စိတ်ဓာတ်ပိုင်းဆိုင်ရာတိုးတက်မှု၄မျိုးဖြစ်ပေါ်လာသည်ပထမတစ်မျိုးမှာမိမိတို့တရင်တပ်ဖွဲ့သည်စီကံနှင့်အမိန့်နာခံမှုမြင့်မားသောတရင်တပ်ဖွဲ့ဖြင့်ယုံကြည်သတ်မှတ်လာသည်ဂုဏ်ယူလာသည်ဒုတိယမှာဤကဲ့သို့စီကံနှင့်အမိန့်နာခံမှုမြင့်မားသောတရင်တပ်ဖွဲ့တွင်အမှုထမ်းနေရသည့်အတွက်မိမိတို့ဘဝနှင့်ပတ်သက်၍တည်ငြိမ်မှုနှင့်လုံခြုံစိတ်ချမှုဖြစ်ပေါ်လာသည်တတိယမှာဤကဲ့သို့စီကံနှင့်အမိန့်နာခံမှုမြင့်မားသောတရင်တပ်ဖွဲ့ဝင်အဖြစ်ဆက်လက်ရပ်တည်သွားလိုစိတ်ပြင်းထန်လာသည်စတုတ္ထမှာတပ်ဖွဲ့ဝင်အဖြစ်ဆက်လက်ရပ်တည်သွားလိုမှုကြောင့်ထုတ်ပြန်ထားသောစီမင်းစည်းကမ်းများကိုတိကျစွာလိုက်နာမည်ပေးအပ်သောအမိန့်ဟုသမျှကိုတသက်ဝေမတိန်နာခံဆောင်ရွက်မည်ဆိုသောဆုံးဖြတ်ချက်ဖြစ်ပေါ်လာသည်ဤစိတ်ဓာတ်အခြေအနေ၄မျိုးဖြစ်ပေါ်နေမှုကြောင့်တပ်ဖွဲ့ဝင်များအားလုံးသည်စီကံကြီးမားစွာနေထိုင်ပြီးတရင်တပ်ဖွဲ့၏အမိန့်ဟုသမျှကိုတသက်ဝေမတိန်နာခံဆောင်ရွက်ကြသည်သို့သောတပ်တွင်းအုပ်ချုပ်ရေးစနစ်သည်တရားမျှတမှုမရှိသောညံပြင်းသောအုပ်ချုပ်ရေးစနစ်မျိုးဖြစ်နေပါကတပ်ဖွဲ့ဝင်စစ်သည်များအားလုံးသည်စီမင်းစည်းကမ်းများကိုတိကျစွာလိုက်နာကြတော့မည်မဟုတ်ချေထို့အတူအထက်အမိန့်များကိုလည်းတသက်ဝေမတိန်လိုက်နာကြတော့မည်မဟုတ်ချေထို့ကြောင့်တရားမျှတမှုရှိပြီးကောင်းမွန်သောတပ်တွင်းအုပ်ချုပ်ရေးစနစ်ကိုကျင့်သုံးမှသာတ
တန်ရင်တပ်ဖွဲ့၏စီကံလိုက်နာမှုနှင့်အမိန့်နာခံမှုအဆင့်တန်းကိုမြင့်တင်နိုင်သည်တပ်တွင်းအုပ်ချုပ်ရေးစနစ်တရားမျှတမှုရှိသည်နှင့်အမျှကောင်းမွန်သည်နှင့်အမျှတပ်ဖွဲ့ဝင်စစ်သည်များအားလုံးသည်စီကံကိုတိကျစွာလိုက်နာပြီးအမိန့်ကိုတသက်ဝေးမတိန်နာခံနေကြမည်ဖြစ်သည်။ကားငယ်အစင်းမြင့်တပ်တွင်းဆက်ဆံရေးအခြေအနေထူထောင်၍မြင့်တင်ခြင်းအစင်းမြင့်တပ်တွင်းဆက်ဆံရေးအခြေအနေတရက်ကိုထူထောင်ခြင်းဖြင့်တပ်ဖွဲ့ဝင်စစ်သည်များ၏စီကံလိုက်နာမှုနှင့်အမိန့်နာခံမှုအဆင့်တန်းကိုမြင့်တင်နိုင်သည်။အဘဲကြောင့်ဆိုသောတပ်တွင်းဆက်ဆံရေးအခြေအနေအမျိုးအစားနှင့်တပ်ဖွဲ့ဝင်စစ်သည်များ၏စီကံလိုက်နာမှုနှင့်အမိန့်နာခံမှုအဆင့်တန်းတို့သည်ဆက်ဆက်မှုရှိသောကြောင့်ဖြစ်သည်။တပ်တွင်းဆက်ဆံရေးအခြေအနေသည်အဆင့်မြင့်မှာကတပ်ဖွဲ့ဝင်စစ်သည်များ၏စီကံလိုက်နာမှုနှင့်အမိန့်နာခံမှုအဆင့်တန်းသည်မြင့်မားသည်အဆင့်မြင့်တပ်တွင်းဆက်ဆံရေးအခြေအနေဆိုသည်မှာအချက်6ချက်နှင့်ကိုက်ညီရမည်ပထမအချက်မှာတပ်ဖွဲ့ဝင်စစ်သည်များသည်မိမိတို့၏အခန်းကဏ္ဍအဆင့်တာဝန်အလိုက်သတ်မှတ်ထားသောစီမင်းစည်းကမ်းအမိန့်ညွှန်ကြားချက်စသည်တို့ကိုတသက်ဝေးမတိန်လေးစားလိုက်နာကြသည်ဒုတိယမှာတပ်ဖွဲ့ဝင်စစ်သည်များသည်စီမင်းစည်းကမ်းအမိန့်ညွှန်ကြားချက်များကိုတိကျစွာလိုက်နာပြီးမိမိတို့တဦးချင်းစီ၏ဂုဏ်သိက္ခာနှင့်တန်ဖိုးကိုထိန်းသိမ်းသည်မြင့်တင်သည်တတိယမှာတပ်ဖွဲ့ဝင်စစ်သည်များသည်စီမင်းစည်းကမ်းညွှန်ကြားချက်များကိုတိကျစွာလိုက်နာပြီးမိမိတို့တန်ရင်တပ်ဖွဲ့၏ဂုဏ်သိက္ခာနှင့်အစဉ်အတန်းကိုထိန်းသိမ်းသည်မြင့်တင်သည်စတုတ္ထမှာစီမင်းစည်းကမ်းများကိုဖောက်ဖျက်ရာရောက်သောပေးရသောအမိန့်ကိုဖိဆန်ရာရောက်သောအပြုအမူအပြောဆိုအကြံစီများတပ်ဖွဲ့ဝင်စစ်သည်များတွင်ဖြစ်ပေါ်လာခြင်းမရှိရန်တတိဖြင့်အစဉ်စောင့်ကြည့်သည်တွေ့ရှိပါကအသိပညာပေးဆွေးနွေးမှုများကိုပြုလုပ်သည်ပုံမလွန်ကဲလာပါကမြည်သူကိုမဆိုအရေးယူအပြည့်ပေးမှုပြုလုပ်သည်ပစ္စမမှာစီကံလိုက်နာမှုနှင့်အမိန့်နာခံမှုသည်တရင်တပ်ဖွဲ့တစ်ခုလုံး၏တည်တံ့ခိုင်မြဲမှုနှင့်လုံခြုံမှုတိုးတက်အောင်မြင်မှုစွမ်းရည်ထမ်းမြတ်မှုတို့အတွက်အဓိကအချက်ဖြစ်သည်ဆိုသည်ကိုအမြဲအသိပေးသည်စက်တဘာမှာစီကံလိုက်နာမှုနှင့်အမိန့်နာခံမှုကိုတနည်းတစ်ပုံမြင့်တင်စေမည့်အခြေအနေမှန်သမျှကိုတရင်တပ်ဖွဲ့အတွင်းဖြစ်ပေါ်စေပြီးစီကံလိုက်နာမှုနှင့်အမိန့်နာခံမှုကိုနှိမ့်ချစေမည့်အခြေအနေမှန်သမျှကိုလုံးဝခွင့်မပြုခြင်းဖြစ်သည်ဤအချက်6ချက်နှင့်ပြည့်စုံမှသာအစင်းမြင့်တပ်တွင်းဆက်ဆံရေးဖြစ်သည်အစင်းမြင့်တပ်တွင်းဆက်ဆံရေးအခြေအနေများကြောင့်တပ်ဖွဲ့ဝင်စစ်သည်များတွင်မှန်ကန်သောအသည့်အမြင်၅မျိုးဖြစ်ပေါ်လာသည်ပထမအသည့်အမြင်မှာတရင်တပ်ဖွဲ့တစ်ခုလုံးသည်စီကံလိုက်နာပြီးအမိန့်နာခံမှုမြင်မာနေကြသည့်အတွက်မိမိရလည်းအများနည်းတူစီကံလိုက်နာပြီးအမိန့်နာခံမှုမြင်မာနေရန်လိုအပ်သည်ဟုသောအသည့်အမြင်ဖြစ်သည်ဒုတိယမှာဤတရင်တပ်ဖွဲ့သည်စီကံဖောက်ဖျက်သူအမိန့်မနာခံသူမှန်သမျှကိုမျက်နှာကြီးငယ်မ၍ထိရောက်ပြတ်သားစွာအရေးယူမည်ဖြစ်သည်ဟုသောအသည့်အမြင်ဖြစ်သည်တတိယမှာမိမိတို့စစ်သည်များနှင့်တရင်တပ်ဖွဲ့တစ်ခုလုံးတည်ငြိမ်မှုလုံခြုံမှုနှင့်တိုးတက်အောင်မြင်မှုများရရှိနေခြင်းမှာစီကံလိုက်နာမှုနှင့်အမိန့်နာခံမှုမြင်မာနေခြင်းကြောင့်ဖြစ်သည်ဟုသောအသည့်အမြင်ဖြစ်သည်စတုတ္ထမှာစီကံလိုက်နာမှုနှင့်အမိန့်နာခံမှုသည်စစ်သည်တဦးချင်းအတွက်တော်၎င်းတရင်တပ်ဖွဲ့တစ်ခုလုံးအတွက်တော်၎င်းအကောင်းဆုံးလုံခြုံမှုအကောင့်အွယ်များဖြစ်ကြသည်ဟုသောအသည့်အမြင်ဖြစ်သည်ပစ္စမအသည့်အမြင်မှာစီကံလိုက်နာမှုနှင့်အမိန့်နာခံမှုသည်တိုက်ပွဲအောင်မြင်မှုအတွက်အခြေခံအကျဆုံးသောလိုအပ်ချက်တစ်ခုဖြစ်သည်ဟုသောအသည့်အမြင်ဖြစ်သည်ဤအသည့်အမြင်၅မျိုးကြောင့်စစ်သည်များသည်စီကံလိုက်နာမှုနှင့်အမိန့်နာခံမှုမြင့်မားလာကြသည်သို့သောတပ်တွင်းဆက်ဆံရေးအခြေအနေများသည်အစဉ်နှိမ့်ကျနေပါကတိုက်ပွဲဝင်စစ်သည်များတွင်လွဲမာသောနှိမ့်ကျသောအသည့်အမြင်များဖြစ်ပေါ်လာသည်လွဲမာသောနှိမ့်ကျသောအသည့်အမြင်များကြောင့်စစ်သည်များ၏စီကံလိုက်နာမှုနှင့်အမိန့်နာခံမှုအဆင့်အတန်းနှိမ့်ကျသွားသည်ထို့ကြောင့်အစင်းမြင့်တပ်တွင်းဆက်ဆံရေးအခြေအနေကိုတိစောက်၍စစ်သည်များ၏စီကံလိုက်နာမှုနှင့်အမိန့်နာခံမှုအဆင့်အတန်းကိုမြင့်တင်ရသည်အစင်းမြင့်တပ်တွင်းဆက်ဆံရေးအခြေအနေကိုတိစောက်နိုင်လေစစ်သည်များ၏စီကံလိုက်နာမှုအမိန့်နာခံမှုအဆင့်အတန်းမြင့်မားလေဖြစ်သည်ကာကြီးအသိပညာပေးဆိုင်ရာသင်တန်းများဖြင့်မြင့်တင်ခြင်းအသိပညာပေးဆိုင်ရာသင်တန်းများတပ်တွင်းဟောပြောဆွေးနွေးပွဲများစသည်တို့ကိုစဉ်ဆက်မပြတ်ပြုလုပ်ပေးခြင်းဖြင့်တပ်ဖွဲ့ဝင်စစ်သည်များ၏စီကံလိုက်နာမှုနှင့်အမိန့်နာခံမှုအဆင့်အတန်းကိုမြင့်တင်နိုင်သည်အဘဲကြောင့်ဆိုသောထိရောက်သောအသိပညာပေးဆိုင်ရာသင်တန်းများတပ်တွင်းဆွေးနွေးပွဲများနှင့်စစ်သည်များ၏စီကံလိုက်နာမှုနှင့်အမိန့်နာခံမှုအဆင့်အတန်းသည်ဆက်ဆက်မှုရှိသောကြောင့်ဖြစ်သည်ဖွင့်လှစ်သောအသိပညာပေးသင်တန်းများတပ်တွင်းဆွေးနွေးပွဲများသည်ထိရောက်မှုရှိပါကစစ်သည်များ၏စီကံလိုက်နာမှုနှင့်အမိန့်နာခံမှုအဆင့်အတန်းမြင့်မားသည်ထိရောက်မှုရှိသောအသိပညာပေးဆိုင်ရာသင်တန်းနှင့်တပ်တွင်းဆွေးနွေးပွဲများဆိုသည်မှာအချက်9ချက်နှင့်ကိုက်ညီရမည်ပထမအချက်မှာသင်တန်းနည်းပြသည်အသိဉာဏ်ပညာဗဟုသုတအတွေ့အကြုံကျွဲဝပြီးနည်းပြကောင်အရေးချင်းနှင့်ပြည့်စုံရမည်ဒုတိယမှာ
နီးပြသည့်တင် जा ပို့ချမည့်ဘာသာရပ်များနှင့်တင်နန်းသားများပေါ်စိတ်ပါဝင်စားမှုလေးစားတန်ဖိုးထားမှုအပြည့်ရှိရမည်တတိယမှာနီးပြသည့်တင်တန်းပို့ချရာတွင်တာဝန်ကျေသဘောမျိုးမဟုတ်ဘဲစေတနာအပြည့်အဝဖြင့်ပို့ချရမည်စတုထမှာတင်နန်းသားများသည်တင်တန်းနီးပြနှင့်တင် जा ပို့ချသည့်ဘာသာရပ်များပေါ်စိတ်ပါဝင်စားမှုလေးစားတန်ဖိုးထားမှုအပြည့်အဝထားရှိရမည်ပစ္စမမှာတင်နန်းသားများသည်တင်နန်းကိုအထက်အမိတ်ရတက်ရောက်တင် जा နေခြင်းမျိုးမဟုတ်ဘဲလေးစားတန်ဖိုးထားမှုယုံကြည်မှုအပြည့်အဝဖြင့်တက်ရောက်တင် जा ရမည်စက်ထမမှာပို့ချသောဘာသာရပ်များအကြောင်းအရာများသည့်အမြဲခင်မီနေရမည်တင်နန်းသားများ၏အသိပညာဗဟုသုတတို့ကိုမြင့်တင်ပေးနိုင်ရမည်တတမမှာတင်နန်းသားများ၏အတွေ့အခေါ်အယူအဆအသိအမြင်များကိုအမှန်တကယ်မြင်မာလာစေရမည်ဤအချက်ခုနှစ်ချက်နှင့်ပြည့်စုံမှသာထိရောက်သောအသိပညာပေးဆိုင်ရာသင်တန်းများတက်တွင်ဆွေးနွေးပွဲများအဆင့်သို့ရောက်ရှိမည်ထိရောက်သောအသိပညာပေးဆိုင်ရာသင်တန်းများနှင့်တက်တွင်ဆွေးနွေးပွဲများကြောင့်စီကံနှင့်အမိန့်တို့အပေါ်မှန်ကန်သောအသိအမြင်၃မျိုးစစ်တီများတွင်ဖြစ်ပေါ်လာသည်ပထမအသိအမြင်မှာစီကံအမိန့်သည်မိမိတို့အပေါ်ချုပ်ချယ်နေသောတရားများမဟုတ်မိမိတို့အတွက်ဘဝလမ်းညွှန်တရားများဖြစ်ကြသည်ဟုသိမြင်လာသည်ဒုတိယမှာစီကံနှင့်အမိန့်ကိုနာခံခြင်းဖြင့်ရရှိမည့်ကောင်းကျိုးနှင့်မလိုက်နာပါကခံစားရမည့်ဆိုးကျိုးများကိုသိမြင်လာသည်တတိယမှာစီကံအမိန့်ညွှန်ကြားချက်တို့သည်မိမိတို့စစ်တီများ၏ကောင်းကျိုးနှင့်တိုးတက်ရာတိုးတက်ကြောင်းအတွက်ထုတ်ပြန်ထားခြင်းဖြစ်သည်ဟုသိမြင်လာသည်ဤအသည့်အမြင်၃မျိုးကြောင့်စစ်တီများ၏စီကံလိုက်နာမှုနှင့်အမိန့်နာခံမှုအဆင့်တန်းမြင့်မား၍လာသည်ထို့ကြောင့်ထိရောက်သောအသိပညာပေးဆိုင်ရာသင်တန်းများတက်တွင်ဆွေးနွေးပွဲများကိုစဉ်ဆက်မပြတ်အလေးနက်ထား၍ကျင်းပပြုလုပ်ပေးခြင်းဖြင့်စစ်တီများ၏စီကံလိုက်နာမှုနှင့်အမိန့်နာခံမှုအဆင့်တန်းကိုမြင့်တင်နိုင်သည်ထိရောက်သောအသိပညာပေးဆိုင်ရာသင်တန်းများတက်တွင်ဆွေးနွေးပွဲများကိုစဉ်ဆက်မပြတ်ပြုလုပ်ပေးနိုင်လေစစ်တီများ၏စီကံလိုက်နာမှုနှင့်အမိန့်နာခံမှုအဆင့်တန်းမြင့်မားလာလေဖြစ်သည်ငါမြင့်မားသောဘဝရှိမှန်းချက်ပန်းတိုင်ဖြင့်မြင့်တင်ခြင်းတပ်ဖွဲ့ဝင်စစ်တီများသည်မြင့်မားသောဘဝရှိမှန်းချက်ပန်းတိုင်ကိုစီထားရှိခြင်းဖြင့်မိမိတို့၏စီကံလိုက်နာမှုနှင့်အမိန့်နာခံမှုအဆင့်တန်းကိုမြင့်တင်နိုင်သည်အဘဲကြောင့်ဆိုသောချမှတ်ထားသောဘဝရှိမှန်းချက်ပန်းတိုင်အမျိုးအစားနှင့်စီကံလိုက်နာမှုအမိန့်နာခံမှုအဆင့်တန်းသည်ဆက်ဆက်မှုရှိသောကြောင့်ဖြစ်သည်ချမှတ်ထားသောဘဝရှိမှန်းချက်ပန်းတိုင်မြင့်မားပါကစီကံလိုက်နာမှုနှင့်အမိန့်နာခံမှုအဆင့်တန်းလည်းမြင့်မား၍နေမည်ဖြစ်သည်အစဉ်မြေဘဝရှိမှန်းချက်ပန်းတိုင်ဆိုသည်မှာအချက်၅ချက်နှင့်ပြည့်စုံရမည်ပထမအချက်မှာမိမိသည်တရင်တပ်ဖွဲ့ပေါ်သစ္စာတရားကြီးမားသူအဖြစ်ယက်တည်သွားမည်ဒုတိယအချက်မှာမိမိသည်အကျဉ်းစာရိတ္တနှင့်ပတ်သက်၍မည်သည့်ပြစ်မှုမျိုးကိုမျှမကျူးလွန်မဲဘဝခရီးတစ်လျှောက်လုံးအဆုံးအမတရားများနှင့်နေထိုင်သွားမည်တတိယမှာမိမိသည်လုပ်ငန်းတာဝန်များကိုအမှားယွင်းအ ਨੇ ဆုံးနဲ့မှန်ကန်မှုအရှိဆုံးထို့အတူထိခိုက်ဆုံးရှုံးမှုအ ਨੇ ဆုံးနဲ့အောင်မြင်မှုအများဆုံးရရှိအောင်စွမ်းဆောင်ပေးသူအဖြစ်အစဉ်ယက်တည်သွားမည်စတုထမှာမိမိသည်အထက်အကြီးအကဲများ၏လေးစားတန်ဖိုးထားယုံကြည်စိတ်ချခြင်းကိုခံရသူတပြိုင်နက်တစ်ဖက်မှာပင်လက်အောက်ငယ်သားများ၏အားကိုးအားထားပြုအပ်ခြင်းစံနမူနာအတူယူခြင်းခံရသူအဖြစ်ယက်တည်သွားမည်ပြင်စမမှာမိမိသည်တရင်တပ်ဖွဲ့၏ဂုဏ်သတင်းကိုထင်ပေါ်ကြော်ကြားလာစေရန်မြင့်တင်ပေးနေသူမျိုးဖြစ်ရမည်ဤအချက်၅ချက်နှင့်ပြည့်စုံမှသာအစင်းမြေဘဝရည်မှန်းချက်ပန်းတိုင်မျိုးဖြစ်သည်ဤကဲ့သို့အစင်းမြေဘဝရည်မှန်းချက်ပန်းတိုင်များရှိနေမှသာစီကံအမိန့်နာခံမှုအဆင့်တန်းသည်မြင့်မား၍လာသည်ချမှတ်ထားသောမြင့်မားသည့်ဘဝရည်မှန်းချက်ပန်းတိုင်များအောင်မြင်ရေးအတွက်အရှက်ကြောက်တရားနှစ်ပါးနှင့်ညီမျှစွာနေထိုင်ပြုမှုလာသည်အရှက်ကြောက်တရားနှင့်ညီမျှစွာနေထိုင်ခြင်းသည်တနည်းအားဖြင့်စီကံလိုက်နာမှုနှင့်အမိန့်နာခံမှုမြင့်မားစွာနေထိုင်ခြင်းပင်ဖြစ်သည်သို့သောချမှတ်ထားသောဘဝရည်မှန်းချက်ပန်းတိုင်နေကြသည့်အခါစစ်သည်များ၏စီကံလိုက်နာမှုအဆင့်တိုင်းသည်လည်းနေကြ၍သွားသည်ထို့ကြောင့်အစဉ်မြေဘဝရည်မှန်းချက်ပန်းတိုင်များကိုစီထားရှိခြင်းဖြင့်စီကံနှင့်အမိန့်နာခံမှုအဆင့်တန်းကိုမြင့်တင်နိုင်သည်အစဉ်မြေရည်မှန်းချက်ပန်းတိုင်များကိုစီထားရှိလေတရင်တပ်ဖွဲ့တစ်ခုလုံး၏စီကံလိုက်နာမှုနှင့်အမိန့်နာခံမှုအဆင့်တန်းသည်လည်းမြင့်မား၍လာလေဖြစ်သည်စလုံးမိမိကိုယ်ကိုလေးစားတန်ဖိုးထားဂုဏ်ယူမှုဖြင့်မြင့်တင်ခြင်းစစ်သည်များသည်မိမိတို့ကိုမိမိလေးစားတန်ဖိုးထားမှုဂုဏ်ယူမှုထားရှိခြင်းဖြင့်မိမိတို့တဦးချင်းစီ၏စီကံလိုက်နာမှုနှင့်အမိန့်နာခံမှုအဆင့်တန်းကို၎င်းတရင်တပ်ဖွဲ့တစ်ခုလုံး၏စီကံလိုက်နာမှုနှင့်အမိန့်နာခံမှုအဆင့်တန်းကို၎င်းမြင့်တင်ပေးနိုင်သည်မိမိကိုယ်ကိုမိမိလေးစားတန်ဖိုးထားမှုဂုဏ်ယူမှုမြင့်မားလျင်
စီကံလိုက်နာမှုနှင့်အမိန့်နာခံမှုအဆင့်တန်းမြင့်မားသည်မိမိကိုယ်ကိုမိမိလေးစားတန်ဖိုးထားမှုဂုဏ်ယူမှုဆိုသည်မှာအချက်၅ချက်ဖြင့်ပြည့်စုံရန်လိုအပ်သည်ပထမအချက်မှာမိမိသည်ပြစ်မှုတစ်စုံတစ်ရာမကျူးလွန်မဲဂုဏ်ယူဖွယ်ရာကောင်းသောတမိုင်းကြောင်းကိုပိုင်ဆိုင်ထားသည့်အဖြစ်ကိုဂုဏ်ယူသည်ဒုတိယအချက်မှာစီကံလိုက်နာမှုနှင့်အမိန့်နာခံမှုအရာတွင်မိမိအားစံနမူနာပြပုဂ္ဂိုလ်အဖြစ်ယုံကြည်သတ်မှတ်ထားသည့်အဖြစ်ကိုဂုဏ်ယူသည်တတိယမှာမိမိကိုမိမိတန်ရင်တက်ဖွဲ့ပေါ်သစ္စာကြီးမားသူလိုက်နာရမည့်ကျင့်ဝတ်သိက္ခာများကိုလိုက်နာထိန်းသိမ်းနေသူဖြင့်လေးစားတန်ဖိုးထားဂုဏ်ယူသည်စတုတ္ထမှာမိမိအားတန်ရင်တက်ဖွဲ့ကပေးရထားသောအခန်းကဏ္ဍအဆင့်တာဝန်များအပေါ်လေးစားတန်ဖိုးထားသည်ပြစ္ဆမမှာမိမိအားတန်ရင်တက်ဖွဲ့တစ်ခုလုံးကယုံကြည်တန်ဖိုးထားချစ်ခင်လေးစားနေကြသည့်မိမိ၏အဖြစ်ကိုတန်ဖိုးထားဂုဏ်ယူသည်ဤအချက်၅ချက်ကြောင့်စစ်သည်များသည်ဆောင်ရွက်မှု၄မျိုးကိုပြုလုပ်လာသည်ပထမမှာမိမိပေါ်တွင်တန်ရင်တက်ဖွဲ့တစ်ခုလုံးမှထားရှိသည့်ယုံကြည်မှုလေးစားတန်ဖိုးထားမှုအားကိုးမှုအတိုင်းထိုက်တန်စွာဂုဏ်သိက္ခာရှိစွာနေထိုင်ပြောဆိုကြံစည်သည်ဒုတိယမှာမိမိအားပေးအပ်ထားသောအခန်းကဏ္ဍယာတုတာဝန်စသည့်ယုံနှင့်လျော်ညီစွာမိမိကိုမိမိထိမ့်သိမ်းနေထိုင်သည်တတိယမှာမိမိအပေါ်ထားရှိသည့်တန်ရင်တက်ဖွဲ့၏ယုံကြည်မှုလေးစားတန်ဖိုးထားမှုစသည်တို့လျော့ပါသွားစေမည်မည်သည့်မကောင်းမှုတရားကိုမျှမကျူးလွန်မဲဆောင်ရွက်ထိုက်သည့်အရာမှန်သမျှကိုမပြတ်မကွက်ဆောင်ရွက်သည်စတုတ္ထမှာမိမိရရှိပိုင်ဆိုင်ထားတဲ့ဂုဏ်သိက္ခာအဆင့်တန်းနဲ့တန်ဖိုးစသည်တို့လျော့ပါမသွားစေရန်အတွက်မိမိကိုယ်ကိုမိမိအရှက်တရားနဲ့အကြောက်တရားစသည့်တရားနှစ်ပါးဖြင့်ကာကွယ်စောင့်ရှောက်သည်ဤဆောင်ရွက်မှု၄မျိုး၏သဘောသည်စီကံနှင့်အမိန့်နာခံမှုမြင်မာနေခြင်းသဘောပင်ဖြစ်သည်သို့သောမိမိကိုယ်ကိုလေးစားတန်ဖိုးထားခြင်းဂုဏ်ယူခြင်းမရှိပါကစီကံလိုက်နာမှုနှင့်အမိန့်နာခံမှုအဆင့်တန်းသည်နှိမ့်ကျ၍နေမည်ဖြစ်သည်ထို့ကြောင့်မိမိကိုယ်ကိုမိမိလေးစားတန်ဖိုးထားမှုဂုဏ်ယူမှုစသည်တို့ထားရှိပြီးစီကံလိုက်နာမှုနှင့်အမိန့်နာခံမှုအဆင့်တန်းကိုမြင့်မားအောင်မြင့်တင်နိုင်သည်မိမိကိုယ်ကိုမိမိလေးစားတန်ဖိုးထားမှုနှင့်ဂုဏ်ယူမှုမြင့်မားစွာထားရှိနိုင်လေလေတန်ရင်တက်ဖွဲ့တစ်ခုလုံး၏စီကံလိုက်နာမှုနှင့်အမိန့်နာခံမှုအဆင့်တန်းမြင့်မားလာလေလေဖြစ်သည်စနေတန်ရင်တက်ဖွဲ့အပေါ်ဂုဏ်ယူမှုဖြင့်မြင့်တင်ခြင်းမိမိတန်ရင်တက်ဖွဲ့အပေါ်ဂုဏ်ယူမှုမြင့်မားစွာထားရှိခြင်းဖြင့်စီကံလိုက်နာမှုအဆင့်အတန်းကိုမြင့်တင်နိုင်သည်အဘဲကြောင့်ဆိုသောတန်ရင်တက်ဖွဲ့အပေါ်ဂုဏ်ယူမှုအဆင့်တန်းနှင့်စီကံလိုက်နာမှုအမိန့်နာခံမှုအဆင့်တန်းတို့သည်ဆက်ဆက်မှုရှိသောကြောင့်ဖြစ်သည်တန်ရင်တက်ဖွဲ့အပေါ်ဂုဏ်ယူမှုမြင့်မားပါကတပ်ဖွဲ့ဝင်စစ်သည်များ၏စီကံလိုက်နာမှုနှင့်အမိန့်နာခံမှုအဆင့်တန်းသည်လည်းမြင့်မား၍လာသည်တန်ရင်တပ်ဖွဲ့ပေါ်လေးစားတန်ဖိုးထားမှုဂုဏ်ယူမှုမြင့်မားခြင်းဆိုသည်မှာအချက်၄ချက်နှင့်ပြည့်စုံသည်ပထမအချက်မှာမိမိတန်ရင်တပ်ဖွဲ့သည်စီကံလိုက်နာမှုအမိန့်နာခံမှုနှင့်ပတ်သက်၍ဂုဏ်ယူဖွယ်ရာကောင်းသောအစဉ်လာများနှင့်ပြည့်စုံသည်ဒုတိယမှာမိမိတို့တန်ရင်တပ်ဖွဲ့သည်လောကနှင့်ပတ်ဝန်းကျင်ကြီး၏လေးစားတန်ဖိုးထားမှုယုံကြည်အားကိုးမှုကိုခံယူရရှိထားသောတန်ရင်တပ်ဖွဲ့ဖြစ်သည်တတိယမှာမိမိတို့တန်ရင်တပ်ဖွဲ့၏အဓိကအင်္ဂါရပ်မှာစီကံလိုက်နာမှုနှင့်အမိန့်နာခံမှုမြင့်မားခြင်းဖြစ်သည်စတုတ္ထမှာမိမိတို့တန်ရင်တပ်ဖွဲ့တွင်မကောင်းသောအကြံအစီအပြောဆိုအပြုမှုများကိုပြုလုပ်လိုသူများအတွက်နေရာမရှိကောင်းသောအကြံအစီအပြောဆိုအပြုမှုများကိုပြုလုပ်လိုသူစစ်သည်များ၏တန်ရင်တပ်ဖွဲ့ဖြစ်သည်ဤသို့မိမိတန်ရင်တပ်ဖွဲ့ပေါ်ဂုဏ်ယူမှုမြင့်မားနေမှုကြောင့်တပ်ဖွဲ့ဝင်စစ်သည်များတွင်ခံယူချက်အသီးအမြင်၃မျိုးဖြစ်ပေါ်လာသည်ပထမမှာမိမိတို့ယခုကဲ့သို့စွမ်းရည်အမျိုးမျိုးမြင့်မားပြီးလုပ်ငန်းထောင်ဝင်အသီးသီးကိုအောင်မြင်စွာထမ်းဆောင်နိုင်ခြင်းမှာစီကံနှင့်အမိန့်များကိုတိကျစွာလိုက်နာဆောင်ရွက်ကြသောကြောင့်ဖြစ်သည်ဒုတိယမှာမိမိတို့တန်ရင်တပ်ဖွဲ့အားလောကနှင့်ပတ်ဝန်းကျင်တစ်ခုလုံးကလေးစားတန်ဖိုးထားယုံကြည်အားကိုးနေကြခြင်းမှာစီကံလိုက်နာမှုနှင့်အမိန့်နာခံမှုမြင့်မားမှုကြောင့်ဖြစ်သည်တတိယမှာတန်ရင်တပ်ဖွဲ့၏ဂုဏ်သတင်းဆက်လက်မြင့်မားနေရန်အတွက်မိမိတို့စစ်သည်များအနေဖြင့်စီမင်းစည်းကမ်းအမိန့်ညွှန်ကြားချက်များကိုတိကျစွာလိုက်နာဆောင်ရွက်နေရမည်ဖြစ်သည်ဤအသည့်အမြင့်များကြောင့်စစ်သည်များ၏စီကံလိုက်နာမှုနှင့်အမိန့်နာခံမှုအဆင့်တန်းသည့်မြင့်မား၍လာသည်သို့သောမိမိတန်ရင်တပ်ဖွဲ့ပေါ်ဂုဏ်ယူမှုနှိမ့်ချနေပါကစစ်သည်များ၏နှိမ့်ချသောလွဲမားသောခံယူချက်အသည့်မြင့်များဖြစ်ပေါ်လာမည်နှိမ့်ချသောလွဲမားသောခံယူချက်အသည့်မြင့်များကြောင့်စစ်သည်များ၏စီကံလိုက်နာမှုနှင့်အမိန့်နာခံမှုအစဉ်တန်းနှိမ့်ချသွားသည်ထို့ကြောင့်မိမိတန်ရင်တပ်ဖွဲ့ပေါ်ဂုဏ်ယူမှုမြင့်မားစွာထားရှိခြင်းဖြင့်စီကံလိုက်နာမှုနှင့်အမိန့်နာခံမှုအစဉ်တန်းကိုမြင့်မားအောင်မြင့်တင်နိုင်သည်စစ်သည်များအနေဖြင့်မိမိတန်ရင်တပ်ဖွဲ့ပေါ်ဂုဏ်ယူမှုမြင့်မားလေလေစီကံလိုက်နာမှုနှင့်အမိန့်နာခံမှုအစဉ်ကိုမြင့်မားအောင်မြ
မြင့်တင်နိုင်လေဖြစ်သည်ဇယား44စီကံလိုက်နာမှုအမိန့်နာခံမှုကိုမြင့်မားစေမည့်နီလန်းများကကြီးအစင်းမြင့်ခေါင်းဆောင်မှုဖြင့်မြင့်တင်ခြင်းခခွေကောင်းမှုသောအုပ်ချုပ်ရေးစနစ်ဖြင့်မြင့်တင်ခြင်းကောင်းငယ်အစင်းမြင့်တက်တွင်းဆက်ဆံရေးအခြေအနေထူထောင်ရေးမြင့်တင်ခြင်းကာကြီးအသိပညာပေးဆိုင်ရာသင်တန်းများဖြင့်မြင့်တင်ခြင်းငမြင်မာသောဘဝရှိမှန်းချက်ပန်းတိုင်ဖြင့်မြင့်တင်ခြင်းစလုံးမိမိကိုယ်ကိုလေးစားတန်ဖိုးထားဂုဏ်ယူမှုဖြင့်မြင့်တင်ခြင်းစလိန်တရင်တပ်ဖွဲ့ပေါ်ဂုဏ်ယူမှုဖြင့်မြင့်တင်ခြင်း